ဒီဗီဒီယိုရင်ကြည့်ပြီးသူ comment ဖတ်ပြမယ်ဘောလုံးဖိုးကြီးအင်္ဂလန်တို့မြခုံးလုံးမဲ့အချိန်ရောက်လာပါပြီဟုတ်ပါတယ်ဒီတစ်ခါလိမ့်ဖက်နဲ့ရွှေအိုးစတိုင်ကစားနေတဲ့အင်္ဂလန်သင်းဆိုင်ရမှာတော့ကမ္ဘာဖလားတစ်ချောင်းပေးဖို့တကိုးတော်မရှိသေးတဲ့မက္ဆီကိုကန်ဆာတွေပဲဖြစ်ပါတယ်ဒီပွဲကအင်္ဂလန်အတွက်ရင်ဆိုင်ကြရသမျှထဲမှာအခက်ခဲဆုံးနဲ့အမှားဆုံးသက်သက်မှုလို့ပြောရလေမမှားပါဘူးအထူးသဖြင့်အေရှီမက္ဆီကိုပြည်သက်တွေရဲ့တောင်ဖက်ပြအားပေးမှုတွေအောက်မှာဟာရီကိန်းတို့ကြာချောင်းသွားမလားအောင်မြင်သွားမလားဆိုတာကိုတော့ဒီညတူတူဆုံးဖြတ်ချက်လိုက်ရအောင်ကြည့်အောင်ဗျာကဲညီမကိုနဲ့ကံမလားဘောလုံးပွဲထက်မင်းကိုပိုစိတ်ဝင်စားတယ်တကိုးလောက်သွင်းခြင်းတယ်မမဘောလုံးပဲကြည်နေမိတယ်Lo kerjaan lu sering gangguin gini kan bocah-bocah kan. Wih dikasih duit cuy, cair. Wis.ဒီဗီဒီယိုအရင်ကြည့်ပြီးရင်သူ comment ဖတ်ပြမယ်ရန်ကုန်မြို့မှာဒီလိုမိုးတွေဆွေလာတဲ့ခိုင်တန်မှာဖူလွန်းနေဟိုရင်ကဆိုဒီလိုမိုးရဲ့အားထိချောင်းနဲ့တူကြည့်အောင်ဗျာကဲမှတ်မယ်နော်ရန်ကုန်မိုးကကြီးတယ်နော်အပြင်သွားဂယူးဆိုင်နေမကောင်းဖြစ်မယ်ရိုက်ပေးတဲ့တငယ်ချင်းကိုကျေးဇူးတင်ပါတယ်ဗျာဘယ်ကောင်ကန်ကောင်းနေပြီလဲကွာ Oh my god SI ဆို36လောက်ရှိတယ်ကျမရေကောင်းတယ်အမများများပြေးဗျဒီဗီဒီယိုရင်ကြည့်ပြီးသူ comment ဖတ်ပြမယ်ကြည့်အောင်ဗျာကဲဒါရီတို့မြင်လိုက်လားနောက်ထပ်ဆော့ပြပါအောင်ခောက်ဆွဲဖို့ရှင်းပေးပါမယ်သူနိုင်ပါစေလို့ဆူတောင်းရတာတမျိုးသူနိုင်ရင်ဘာမှမဆိုင်ပဲကိုကပြောနေတာတပွဲလုံးအမပဲနိုင်ရင်သိတ်ကောင်းပါပဲဒီအခန်းကိုပြအဲ့ဒီအခန်းကိုပြမခွဲခြားလေးရတယ်ဒီခွဲလေခွဲလေခွဲ
တက်ခွဲပါ ဟောကဲ ဒါဆိုရင်ရလားခလေတက်တက်ခွဲချင်ဒါဆိုရရလားမနည်းနည်းလေးညီလေးကြီးအလေတက်တက်မခွဲတတ်ဘူးလားအလေတက်တက်ခွဲချင်တာလားမဟုတ်တယ်ရဒါမှခလေတက်တက်ခွဲရ တရက်ပဲရှင်ခွင့်ရတော့မယ်ဆိုရင်ကွာအဲ့တရက်ကိုနောက်ဆုံးအနေနဲ့မလုပ်ချင်လဲ မောင်နဲ့တူတူတရက်လုံးဖြတ်တာ